ငွေရှိဖို့လိုတယ်ဘလောက်ပဲသားသမီးကိုချစ်တယ်ပြောငွေမရှိတဲ့အခါသူများအိမ်မှာအိမ်အကူလုပ်ဖို့ပို့ထားရလိမ့်မယ်ဘလောက်ပဲမိဘကိုချစ်တယ်ပြောကို့မိဘတွေနေမကောင်းဖြစ်လို့ဆေးရုံတက်ရတဲ့အခါဆေးကုသပေးနိုင်ဖို့ငွေရှိဖို့လိုတယ်အလုပ်တွေဘလောက်များများလုပ်နေတာတဲ့ရားလက်ဘလောက်များများထွက်နေဖို့ပိုအရေးကြီးတယ်လူတွေကကိုဘယ်လောက်ကြိုးစားလဲဆိုတာဂရုမစိုက်ဘူးကိုဘာဖြစ်နေတာလဲပဲဂရုစိုက်ကြတယ်ဘဝဆိုတာဆုံးဖြတ်ချက်တွေနဲ့တည်ဆောက်ထားတာပါဒီဆုံးဖြတ်ချက်အမှန်အမှားပေါ်မူတည်ပြီးအောင်မြင်သလားကြာရှုံးသလားဖြစ်လာတာဒါကြောင့်ဆုံးဖြတ်ချက်ချရဖို့သိအရေးကြီးတယ်ဒီစာစုလေးကတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့ professional တယောက်ဖြစ်ဖို့ဆိုရင်ဆိုတဲ့စာအုပ်ထဲကကောက်နှုတ်ထားတာဖြစ်ပါတယ်ဒီလိုမျိုးစိတ်ဝင်အားပေးတဲ့စာအုပ်တွေကိုယ့်အတွက်ဘဝတုဒ္ဒတွေရရှိစေချင်တဲ့ဆိုရင်ဒေါက်တာဖြိုးတီဟာရဲ့စာအုပ်လေးကို webpage ရှုလိုက်ပါဒေါက်တာဖြိုးတီဟာရဲ့စာအုပ်လေးတွေဖတ်ပြီးသွားရင်တော့ခေါင်းထဲမှာအလင်းတစ်ခုမဟုတ်တစ်ခုတော့ပွင့်သွားပါလိမ့်မယ်